require ပါလေဆိုရင်ဒီ web ပေါ့နော် web ဆိုရဲ video ဖမ်းမှာခုကကျတော့ video ဖမ်းမှာကြောင့်မလို့သူကကုတ်ကနည်းနည်းကွဲသွားရပေါ့နော်view ကကြတိတ်မပြောတော့ဘဲနဲ့တခါလေးစတိုက်ရနိုင်မယ်ကတော့စတင်တမမယ်နော်ကတော့ဆန်နဲ့ကတော့ဆန်နဲ့ဒါကြကြ tree ရ 1024 သူရ resolution တမလိုက်မယ်ဒါကြောင့်ကတော့ဆက်အပြင်ဒီကောင်လေးကိုကြည့်လို့ရအောင် print ထုတ်ထားလိုက်မယ်ပေါ့နော်string account string ပြောလိုက်မယ် cat အနောင်ယူမယ်ဒီမှာ 3 နဲ့ 4ရဲ့အဓိပ္ပာယ်ကိုရှင်းပြမယ်ပေါ့နော်သူတို့ကဘာအဓိပ္ပာယ်လဲဆိုရင် and default ပဲပေါ့နော်လက်ရှိအနံနဲ့အမျိုးပြသရဲပေါ့နော်ဒီကောင်တွေက open scene မှာအမျိုးတော့ setting များတဲ့အတွက်သူကဘာသုံးတာလဲဆိုရင် probability id ကိုအသုံးပြုမှာ 3D အနံကိုကိုစားပြုမှာ 4D အမြင့်ကိုစားပြုရပေါ့နော်အဲကြောင့်မို့ဒီကောင်တတ်မှတ်လိုက်တဲ့ကြောင့်မို့ video resolution ကိုအနံ property 3အတွက်1024 pixel နဲ့အမြင့် property 4အတွက်968 pixel လို့သတ်မှတ်တယ်ပေါ့နော် web တန်တိုင်းလေး resolution တိုင်းကိုထောက်ပံ့နိုင်ခြင်းမရှိတော့ကြောင့် automatic resolution နဲ့ကွဲပြားနိုင်တယ်ပေါ့နော်အဲအကြောင့်ကိုယ့်ရဲ့ working ကောင်းရင်ကောင်းတယ်လို့ resolution အများနိုင်တယ်ပေါ့နော်သူက tree or ဒါမှမဟုတ်ဘယ်လိုရေးလို့ရလဲဆိုရင် cv2.get property frame နဲ့ရဲ့ width ဆိုမှဒီမျိုးနဲ့လည်းသုံးလို့ရတယ်အဲဒါကကြတခါလေးစာရာနဲ့သုံးတာဒါကကြတော့ခဏနဲ့သုံးသွားတာပေါ့နော်အဲ့ပြီးတော့ဆိုရင်ကင်မရာဖွင့်လာမှဖွင့်လာစမယ်ပေါ့နော်အဲ့စမှာမဟုတ်ဒီမှာကျန်တော့ရင်တုံးတော့တည်းက cap equal to cv dot video ကကြပြီးသွားဆိုရင်အဲ့ဥစားဒီမျိုးပုံစံတိုင်းမရေးပဲနဲ့ခုနကဒါကြ3နဲ့4နဲ့ရေးထားပါတော့3နဲ့4နဲ့မရေးချင်ဘူးဆိုလို့ရတယ်ဒီမှာအပြင်ဒီဥစားကိုဖွင့်မယ်ဆိုရင် cat is openဖွင့်လာတဲ့ဒီကောင်ကို run နဲ့ free နဲ့တခါလေးစဖတ်ပြီးအပီကိုဖလို့
အကယ် app ကိုဖွင့်နေဆိုရင် true ဟိုဖွင့်လို့မရအောင်ဆိုရင် error ကို for အနေနဲ့ထားလိုက်မယ်အကယ် true ဖြစ်သွားဆိုရင်ဘယ်လိုသွားမလဲဆိုရင် while လို့ထည့်သွားမယ်ပေါ့နော် while ရဘာဖြစ်မလဲဆိုရင်while true ဖြစ်ခဲ့မယ်ဆိုရင်while 2ဖြစ်ခဲ့မယ်ဆိုရင်ပေါ့ပဲဆိုရင်ဒီကောင် right ရယ် frame ရယ်ပြန်ဖတ်တယ်တော့လို့ while လို့တုံးမှာစတိုက်ဖတ်တယ်လဲဆိုရင် view ကြောင့်မို့စတိုက်ဖတ်တာပုံအားချက်တစ်ခါနဲ့ပြီးသွားပြီပေါ့နော်အဲဆိုရင် cv.image တို့ဘာနေနဲ့ပြမလဲဆိုရင်ပုံ view like ဆိုမှနာမည်ပေးနိုင်မယ် frame ပြီးသွားဆိုရင်အ key ထည့်မယ်ပေါ့နော် key equal to အ key နေလိုက်တာနဲ့ okay view ကနေထွက်ခြင်းပေါ့နော်ဘေး key နေရင်ထွက်လို့ရမလဲဆိုရင်အ key ယူနေလိုက်တာနဲ့ဖြစ်တမှ1 millisecond ပြလိုက်တာနဲ့ key ဆိုရဲ tree ဘာကိုပြောလဲဆိုရင်ESC ကိုပြောပါတော့ ESC ဆိုတဲ့အ key ကိုနေလိုက်တာနဲ့တော့မှာ sorry check ESC ဆိုတဲ့ key ကိုနေလိုက်တာနဲ့ဘာလို့မလဲဆိုရင် break မယ်ပေါ့နော် break ပြီးရင်ဒီကနေမှ try မှာ app window တွေအကုန်လုံးပြန်ပိတ်မယ်လို့ပြောပါပေါ့နော်ဒါဆိုရင်ခု view ရဲကြည့်မယ်ပေါ့နော်ဒီကောင်ဒီပေါ့ဒီဒီမျိုး view ရိုက်နေပေါ့နော်ရိုက်နေပြီဆိုရင်ရပြီပေါ့နော်ထွက်ကျင်နေဆိုရင်ဒီက ESC ခလုတ်ကိုဖိလိုက်ရုံပါပဲမှာဆိုရင်ဒီရဲ့ resolution ဒီလောက်ရခဲ့ပေါ့နော်ပေးထား resolution ဒီလောက်ဒီwidth မှာတော့ resolution ပိုများသွားပြီပေါ့နော်